ချင်မောင်ရွက်နဲ့ငဖယ်ဟင်းလေးကိုချက်ပြပါမယ်စီလေးရင်ထည့်ပါတယ်ပြီးရင်မြူသီးဖြူနီထောင်းထားလေးတွေထည့်ပါတယ်မှွေပါတယ်ပြီးလို့ရှိရင်ကျက်သွန်စိမ်းမုတ်ကျက်သွန်ကြမ်းဖမ်းမုတ်တွေထည့်တယ်ပြီးငပြားလေးနည်းနည်းလေးထည့်တယ်စီတက်ပါမယ်ငပြားလေးနည်းနည်းထည့်ပြီးတော့စီတက်မယ်နော်စီလေးတက်ပြီးလို့ရှိရင်ကျက်သားမို့လေးထည့်ပါမယ်ပြီးလို့ရှိရင်ငဖယ်လေးထည့်မယ်ချင်မောင်ရွက်လေးထည့်ပြီးတော့မှွေပါမယ်ငဖယ်လေးနဲ့ချင်မောင်ရွက်လေးနဲ့ထည့်ငဖယ်ကကြော်ပြီးသားပေါ့နော်ပြီးတော့မှွေလို့စီလေးကျက်ပြီးဆိုလို့ရုံးမြွေလေးတွေထည့်ပါမယ်โอเคရုံးမြွေလေးထည့်ပြီးလို့ရှိရင်ခဏလေးတအောင်လေးထားလိုက်မယ်အဲ့တိုင်းလေးဖုံးလေးအုပ်ပြီးတော့ခဏလေးထားလိုက်မယ်အိုးအကုန်ကြက်ပါပြီအရာကိုရတာရှိတယ်ချင်မောင်ရွက်ရုံးမြွေလေးနဲ့ငဖယ်ဟင်းလေးရပါပြီအရာကိုအရသာရှိပါတယ်ရှင့်ကျေးဇူးပါ